ဒီနေ့ပဲကျွန်တော်360လောက်အလင်ခံမဲ့ပုံစံကျွန်တော်ဖြစ်ခဲ့တယ်အုပ်စုလိုက်လဲကျွန်တော်ကိုပြဿနာရှာလဲကျွန်တော်ခံခဲ့ရတယ်ကျွန်တော်လိုမျိုးမဖြစ်ရအောင်ကျွန်တော်ဗီဒီယိုလုပ်ပေးတာဖြစ်ပါတယ်အရင်လဲအန်နယ်များပါတယ်အဲ့တော့ကျွန်တော်စပြောမယ်ကျွန်တော်လုံခဲ့တဲ့4ရက်5ရက်ကကျွန်တော်စီးရဲ့ကားကိုအယောင်း post လေးကျွန်တော်တင်ထားတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီနေ့မနေ့10ရက်လောက်မှာကျွန်တော်ဖုန်းဝင်လာတယ်ကျွန်တော်ကားကိုဝင်မယ်ပေါ့ဟုတ်ပြီကျွန်တော်ရန်ကုန်မှာရှိတယ်ဆိုတော့မန္တလေးကဖြစ်နေတယ်လေဟုတ်ပြီမန္တလေးကဖြစ်တော့အခုကျွန်တော်ဘယ်လိုစီစဉ်ပေးရမလဲဆိုတော့ဟွာလေညီလေးကားနဲ့ပတ်သက်ပြီးတော့မကောင်းတာဘာရှိလဲဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်ကားနဲ့ပတ်သက်ပြီးအကုန်ကောင်းတယ်အခုကြိုက်တဲ့နေရာမှာစစ်လို့ရတယ် workshop ထိုးစစ်လို့ရတယ်35သိန်းလောက်ကျွန်တော်ပြင်ဆင်ပြီးသားကျွန်တော်နောက်ကားချင်းမှုကျွန်တော်ရောင်းတာဖြစ်တယ်ကျွန်တော်တုံးတာဝန်ယူတယ်ကားနဲ့ပတ်သက်ပြီးတော့ပြောတော့အဲ့တော့ကြိုက်တယ်လေအဲ့ဆိုလို့ရှိရင်အဲ့ဆိုကျွန်တော်ဆီယန်ချမယ်လေဒါပေမဲ့ဆီယန်မချခင်ကျွန်တော်ညီတယောက်ကိုလာကြည့်ခိုင်းလာမယ်ကားအောင်ဆိုတော့ဒါပြောမယ်ဆိုပြပုံတင်ပြီးပဲဒါပုံစံအဲ့ကျွန်တော်လည်းသဘောတူတာโอเคလာကြည့်ပေါ့ဆိုကျွန်တော်ရှိလာကြည့်တယ်17ခွဲလောက်မှလာကြည့်လူတယောက်တက်စီနဲ့လာတာလာကြည့်ပြီတော့ဘာလို့ဆိုတော့အကောက်ပတ်လက်ကြည့်ပြီနည်းနည်းပါလေးဟိုနယ်လေးစာဖတ်ဒီနယ်လေးစာဖတ်တော့ရှိရပါဗျာအဲဒီနောက်လေးမှာနောက်ဆေးပါတယ်ဒီမှာနောက်ဆေးပါတယ်ကားပဲဗျာနည်းနည်းပါတော့နောက်ဆေးပါမှာပေါ့နော်ရှေ့ဘက်မှာနောက်ဘက်မှာတော့ဘယ်ဆေးလွတ်မှာလဲ2008လိတ်2009ကားရီဆိုတော့လေနော်အဲ့တော့ထားပါတော့အဲ့တော့ပြောချင်တာကအဲ့ဒီမှာတော့တခါမပြီးသေးဘူးအဲ့မှာစတာစလိုက်အဲ့နဲ့သူကနေပြီးကြည့်ပြီးโอเคကြိုက်တယ်လားသူဖုန်းလေးပဲဆက်အဲ့ဖေကကျွန်တော်ပါဆိုအဲ့သူညီလေးကိုလည်းဆီယံငွေ330ချမယ်တဲ့โอเคအဲ့ဆို330ချမယ်ဆိုချအခြေစုတင်တယ်ဆိုတော့ကျွန်တော်အဲ့ဒါ330ကျွန်တော်လှမ်းရတယ်ကျွန်တော် KB ကနေပြီးပုံမှန်အတိုင်းပဲဗျာဒီကြီးဘာမှအရှုပ်ရှင်းမရှိသေးဘူးအဲ့ဒါကျွန်တော်လည်းပဲ330ရပြီအဲ့ဒါကျွန်တော်လည်းဟုတ်ပြီအဲ့ဆိုဘယ်နည်းငွေချေမယ်ဆိုတော့ဟိုကလည်းညနေလောက်ကြာလို့ရှိရင်တဲ့ဟိုငွေချေမယ်တဲ့ဟိုသူ့ညီတွေရှိသွားပြီးပတ်ဆက်ယူလိုက်ပါတဲ့အကူမလာနိုင်တော့ဘူးဆိုတော့ဒါလည်းပုံမှန်အတိုင်းပဲဖြစ်နေကြပဲကဲဟုတ်ပြီဒါဆိုတော့သွားမယ်ဆိုတော့ညနေကျတော့ကျွန်တော်ရှိကိုအကိုလေနေကင်းတော့ကနေကင်း2နာရီခွဲ3နာရီကျွန်တော်ဖုန်းပြန်ခေါ်လာအဲ့ဒီရန်ကုန်မှာလာကြည့်ရဲ့ဘဲကလာဖုန်းခေါ်လာပြီအကိုလေကျွန်တော်လေဟိုကားကိုလေတေချာထောက်ပြီးလာကြည့်အောင်ကျွန်တော်အတွင်းပိုင်းနေကျွန်တော်တေချာမကြည့်ရဆိုဟမ်အကိုရဲ့ဆေးရအောင်တက်ပြီးသွားပြီလို့အကိုကဘယ်လိုလာကြည့်မှာလဲလို့မဟုတ်ဘူးလေကျွန်တော်ထပ်ကြည့်မလို့ဆိုပြီးပြော fortune ကျွန်တော်ရှိရောက်လာပြီကျွန်တော်ရှိမှာထပ်ပြီးကားကိုကြည့်တယ်ပုံမှန်ကြည့်ပြီးကြည့်တယ်လို့ပဲထပ်ကြည့်တယ်ဗျာကြည့်တော့ဒီလူဘာလို့တာလဲမသိဘူးเนาะအယောင်းဝယ်အောင်ဖြစ်ပြီးသွားပြီဆေးရအောင်တက်ပြီးသွားပြီဗျာကဲအဲ့နဲ့ထားပါတော့အဲ့နဲ့တော့ကြည့်ပြီးတော့အဲ့ဆိုလို့ရှိရင်အကိုလေကျွန်တော်လည်းတခါတည်းကျွန်တော်လှမ်းပြောလိုက်မယ်ကျွန်တော်အကိုဆိုရင်တော့လှမ်းပြီးဖုန်းလေးပဲဆက်ပြီးတော့ရပြီလေအကိုလေကျွန်တော်ငွေချေလိုက်တော့မယ်တခါလဲဆိုကြိုက်သွားပြီပေါ့အဲ့ဆိုကဲဒါဆိုတခါတည်းပြီးသွားပြီ AC ဖြစ်သွားပြီပေါ့ကျွန်တော်ထင်လိုက်တာပြောပြီးတော့ကျွန်တော်ကလည်းအဲ့ဆိုဘာမှချိန်ပါလဲအကိုဆိုကျွန်တော်ချိန်မှချိန်ဆိုမဟုတ်ဘူးလေအကိုလေကျွန်တော်အိမ်လိုက်ယူမှရမှာတဲ့ကဲအဲ့ဆိုဒီထိအဲ့ထိရပြဿနာမရှိဘူးအဲ့ဆိုလိုက်ယူမယ်အဲ့ဆိုလေအကိုဘာလဲလားဆိုတော့တက်စီနဲ့လာတာတဲ့အဲ့ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့အခုကားနဲ့ပဲကျွန်တော်လိုက်ခဲ့လိုက်မယ်လေတခါတည်းဆိုတာလေကျွန်တော်ကနေပြီးတော့ကဲဒါဆိုလဲကျွန်တော်ကလိုက်ခဲ့လိုက်ကျွန်တော်တော့လမ်းကောင်မှာအရင်မကျွအောင်ကျွန်တော်နေရဖြစ်နေတော့လေကျွန်တော်လိုက်ခဲ့လိုက်အခုလမ်းညောင်နဲ့ကျွန်တော်မောင်းမယ်ဆိုပြောတာကျွန်တော်ပုံမှန်ဆိုကျွန်တော်တပည့်2ယောက်လောက်ပါတယ်2ယောက်3ယောက်ပါတယ်ကျွန်တော်1ယောက်ပါတယ်အခုကဒီနေ့ကကျွန်တော်အကဲအဲ့ဆိုလဲကဲဟုတ်ပြီတက်အခုအဲ့ဆိုသွားမယ်ဆိုတော့သွားအောင်ဆိုတော့မိနစ်40လောက်မောင်းရတယ်ကျွန်တော်လည်းရန်ကုန်သားမဟုတ်ဘူးကျွန်တော်ရန်ကုန်ကတိတ်မကြွအောင်လမ်းနေလည်းကျွန်တော်တိတ်မမှတ်မိဘူးသူချိုးဝမ်းတဲ့ဘက်ကိုချိုးတယ်သူဝမ်းတဲ့ဘက်ကိုသွားတယ်ဗျာထားပါတော့အဲ့ဒါရောက်သွားတယ်ရောက်တော့ဘာဖြစ်လဲဆိုတော့အဲ့ရောက်တဲ့အချိန်မှာသူကခဏဆောင်အောင်ကိုဆိုပြောပြီးတော့7မိနစ်ဟိုစာချုပ်သွားယူမလို့တဲ့ပြောပြီး7မိနစ်လောက်ကြာတယ်ကြာပြီးရောက်ချလာတော့လူ4ယောက်5လောက်သူနဲ့ပါဆို9ယောက်ပေါ့အဲ့လို9လောက်ပါလာအဲ့မှာနောက်က4ယောက်ပုံစံကျွန်တော်မှန်းလိုက်တယ်တော့သိတယ်လုံးဝတကယ်ပြောမယ်ဆိုဇိုးပေါ့ဗျာစကားတွေအကုန်လုံးကိုကျွန်တော်ချုပ်ပြောမယ်ဇိုးပေါ့ဇိုးတွေခေါ်လာတာခေါ်လာပြီးသူကကျွန်တော်ပြောတဲ့ဘဲကတော့ကျွန်တော်လည်းပဲဒိတ်တိုက်ပြောတာနောက်မှသူထိုင်းနေကျွန်တော်4ယောက်ကထိုင်းနေတာထိုင်းနေစလိပ်ပဲတောက်ပြီးအဲ့ဒါကျွန်တော်နေပြီးတော့အဲ့ဆို6ချုပ်မယ်ဆိုတော့စကားတွေပြောနေတယ်သူကအကိုတဲ့ကျွန်တော်အကိုကလည်းပြဿနာတစ်ခုတက်လို့တဲ့300လောက်တော့ခြံလိုက်ရမယ်တဲ့အဲ့ဒါအကိုကိုကျွန်တော်အကိုအုံနာဘုတ်ကိုလည်းကျွန်တော်အကိုယူသွားလာရဲ့လေယူသွားပြီးတော့အဲ့300ခြံလိုက်ရမယ်တဲ့ကျွန်တော်တို့ဒီ15ရက်နဲ့တစ်လပဲလို့ဆိုပြောတော့ဟာအကိုလက်နောက်နေရလားလို့မရဘူးလေလို့မျိုးလို့ကျွန်တော်အကိုဒီကားရောက်မှကျွန်တော်နောက်ကားစီးကိုကျွန်တော်ငွေစိုက်ပြီးကျွန်တော်ထပ်ဝယ်ရမှာလို့မရဘူးအစတည်းအကိုတို့အဲ့လိုပြောပါလားလို့မဟုတ်ဘူးလေအရေးပေါ်အချိန်ဖြတ်သွားတာလေကဲကျွန်တော်ကျွန်တော်စပြီပေါ့နည်းနည်းတော့စလာပြီဆိုတော့ကျွန်တော်နည်းနည်းမှန်းလို့ပြရတယ်အဲ့လည်းပဲဘာလုပ်လဲဆိုတော့စကားပြောပြီးပြဿနာတော့မဖြစ်သေးဘူးဗျာဒီကသူခုံးပြောကိုခုံးပြောကိုဘက်ကလည်းမရဘူးဆိုတဲ့အကြောင်းပြောတယ်အဲ့ဆိုလည်းခင်ဗျားတို့အာရုံစားတယ်ဆိုလို့ခင်ဗျာ330ပြန်ထုတ်လိုက်တော့လို့ကျွန်တော်အာရုံလောက်စားမခံနိုင်ဘူးကိုထားလိုက်တော့လို့ကျွန်တော်ပြောအကြောင်းပြတ်ဖြတ်လိုက်တော့လို့ပြောတယ်ဘာပြောဆိုတော့ခင်ဗျားကလည်းကျွန်တော်တို့မှလည်းတက်တည်တွေရှိရဲတဲ့ခင်ဗျားကျွန်တော်တို့ခင်ဗျားဘက်ကစဖြတ်ခင်ဗျားကျွန်တော်တို့10ရန်ကိုပြန်ရောမယ်2ဆပြန်ရောမယ်360ပြန်ရောမယ်တဲ့ဟာစဉ်းစားကြည့်ဗျာဘာဆိုင်လဲဟာမဆိုင်ဘူးလေလို့ကျွန်တော်ဘာလို့ရောမှာလဲဟုတ်တယ်မလားအဲ့ဒါခင်ဗျာကျွန်တော်တို့ကဗျာသပင်ညက်လုပ်ငန်းကျွန်တော်လုပ်ကန်နေရေတံခွန်လုပ်ငန်းလုပ်ကျွန်တော်ကားကြောင်းတွေဘာမှအလောက်ကြီးသိမသိဘူးဗျာဒါပေမဲ့ဒါကြီးကမဖြစ်တဲ့ကိစ္စကြီးစာချုပ်လဲကျွန်တော်လက်မထိုးထားလာမဟုတ်သေးဘူးသူကသူကျွန်တော်ကို KB 330လမ်းလောက်ထားတာ
ကျွန်တော်သူ့ပတ်စံပြန်ပေးလိုက်ဒီကိစ္စပွဲပြီးရမှာလေတကယ်ဖြစ်တင်တာအဲ့ဒါကိုကျွန်တော်သူက360ကျွန်တော်ပြန်ရွာမယ်တဲ့ခင်ဗျာကျွန်တော်တို့သူကပြောနေတယ်သူကမိုက်ကြီးခွဲပုံစံမျိုးပါလာကိုအိုင်ရှာတဲ့ပုံစံမျိုးပါလာခမားတွေပဲလည်းကျွန်တော်ဖြစ်ပြီအစကျွန်တော်အကူခေါ်တာခမားတွေပဲကျွန်တော်အခုသုံးလာတာသူကနောက်ကကောင်တွေကလည်းပုံစံအောင်ကြည့်လိုက်တာကျွန်တော်လုံးဝမှန်းလို့မရတာဗျာသိမှာဒီတီးမယ်ဆိုတဲ့ကောင်တွေကွာအဲ့လိုမျိုးကြီးသိမလား RP2 site တွေဒါဆိုရင်ကိုအိုင်တက်နေပြီတေးကြပြီပြီးတော့ကျွန်တော်တို့သူ့နေရာတွေရောက်နေတာအဲ့တော့ကျွန်တော်တို့က2ယောက်ပဲပါတယ်သူတို့ကလက်ရှိ9ယောက်ဆိုပေမဲ့နောက်မှလည်းဘယ်လိုရှိမှလည်းမသိသေးဘူးလေအဲ့တော့ကျွန်တော်ကကြိုတင်ခံမှန်းပြီးတော့အဲ့တော့ကျွန်တော်တော်တော်ရှင်းနေရတယ်အဲ့တော့ကျွန်တော်ဘယ်လိုရှင်းလိုက်လဲဆိုတော့ကျွန်တော်ဒီထဲမှာမပြောပြရစေနဲ့ဘာဖြစ်လို့လဲဆိုတော့ပြောပြလို့မရတဲ့အပိုင်းတွေကပါနေလို့အဲ့တော့တစ်ခါလေကြာကိုပြောလို့မကောင်းဘူးဗျာသိလားအဲ့တော့အဲ့အပိုင်းကိုတော့ကျွန်တော်ဒီမှာတော့မပြောချင်ဘူး public ကြီးဖြစ်နေလို့ပြောချင်တာဒါဆိုဒီ video file ကိုဘာလို့ရိုက်ပြီးဘာလို့ပြောတာလဲမင်းကဒီပြဿနာဖြစ်တာကိုမင်းဘယ်လိုဖြေရှင်းသွားဆိုမပြောဘူးလားဆိုတော့ကျွန်တော်ဘက်ကတော့ပြောလို့မရတဲ့အပိုင်းတွေပါနေတယ်ဘယ်သူတွေဝင်ကူညီပေးသွားတယ်ကျွန်တော်ဘယ်သူကိုလိုက်ပြီးဖုန်းဆက်တယ်ဘယ်လိုတွေပြောတယ်ပြန်ညှိလိုက်တယ်အဲ့လိုမျိုးဖြစ်လို့ပြောမှဆိုအပိုင်တယောက်နဲ့ညှိလိုက်တာအဲ့လိုသာမဖြစ်လာခဲ့ဘူးဆိုရင်တော့တေချာပေါက်ကွိုင်းတက်မှာကြီးကျယ်အဲ့တော့ကျွန်တော်လိုမျိုးမဖြစ်ရအောင်ကျွန်တော်ဗီဒီယိုရိုက်ပြီးပြောပြပေးတာအဲ့တော့ဒီဗီဒီယိုရဲ့ပေးချင်တဲ့ message ကဘာလဲဆိုတော့ဒီအဲ့လိုမျိုးကြုံလာပြီးဆိုရင်တတိဝရိယထားဖို့ပြီးတော့ကျွန်တော်ပြောချင်တဲ့အရေးကြီးဆုံးတစ်ချက်တည်းပဲဒီဗီဒီယိုတွေရိုက်တဲ့အချက်ကတစ်ချက်တည်းပဲတစ်ဆက်ချီတော့မယ်ဆိုရင်သူတို့နေရာကိုလိုက်မသွားနဲ့ကိုယ့်နေရာသာကိုခေါ်လိုက်တော့ခင်ဗျားတို့ခြေချင်လာခဲ့ကျွန်တော်နေရာအဲ့လိုပဲလုံးမရတော့မှာအဲ့တော့တစ်ဆက်ချီမယ်ဆိုရင်ဘယ်တော့မှသူတို့နောက်ကိုမလိုက်ပါနဲ့ကျွန်တော်လိုမျိုးဖြစ်မှာစိုးလို့ဖြစ်ရင်လူငယ်တွေဆိုရင်ပို့ဆိုးမှာပြဿနာတက်မှာအဲ့တော့အဲ့ကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်လို့ရိုက်ပြီးတော့တင်တာဖြစ်ပါတယ်အဲ့တော့view စိုက်ကြပါလို့เนาะ